ဒီလောက်နုညံ့ပြီးတော့ဒီလောက်အာရုံကြောစနစ်အရန်များတဲ့နေရာကိုဖြတ်ထုတ်တာအဲ့နဲ့ချုပ်တာဘလောက်ပြင်းထန်စွာနာမလဲဆိုတာစိတ်နဲ့တွေးကြည့်နေအောင်သိနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဒေါက်တာထက်ဝင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့အားလုံးကိုဘုဒ္ဓရာအနေနဲ့ပြောပြပေးမယ်ကျမ်းမာရေးအကြောင်းအရာလေးကတော့ FGMC ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အဲ့ဒါအရှိကောက်က Female Genital Mutilation and Cutting ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါဘာလုပ်တာလဲဆိုတော့မိန်းကလေးငယ်လေးတွေကိုမိန်းမကိုနဲ့မိန်းမကိုအင်္ဂါနာတစ်ဝိုက်ကိုအပေါက်ဖောက်တာညှက်ထုတ်တာလှီးထုတ်ဖြစ်တာဒါမှမဟုတ်သူ့ရဲ့အပေါက်ငယ်တွေကိုအချီကျိုးနဲ့ချုပ်ပစ်တာဒါကို FGMC လို့ခေါ်ပါတယ်ပြောရရင်တော်တော်လေးကြောက်ဖို့ကောင်းတဲ့အချက်လေးဖြစ်ပါတယ်သူတို့အဲ့လိုလုပ်ချင်းဟာလည်းကျမ်းမာရေးရှုထောင့်ရလိုအပ်လို့လုပ်တာမဟုတ်ဘဲနဲ့ cultural လို့ခေါ်တဲ့သူတို့ရိုးရာဓလေ့ရလုပ်တာဖြစ်ပါတယ်အမျိုးသမီး9,130,000လောက်ဒီလိုလုပ်ချင်းခံရတယ်လို့ကျွန်တော်တို့လေ့လာတွေ့ရှိချက်တွေမှာတွေ့ရှိရပါတယ်ဒါအပြင်အမေရိကလူမျိုးတကယ်ကိုအရန်ခင်မီနေတဲ့နိုင်ငံတွေမှာတော့ဒီလိုမျိုးလှုပ်ချင်းခံရတဲ့သူတွေအများကြီးရှိနေတာကိုကျွန်တော်တွေ့ရပါတယ်ဒီလိုမျိုးလှုပ်ချင်းဟာကောင်းကျိုးလုံးဝမရှိဘဲနဲ့ကျမ်းမာရေးရှုထောင့်ရစိုးကျိုးတွေတတိတန်းကြီးရှိတယ်ဆိုတာကိုကျွန်တော်ရှင်းပြချင်ပါတယ်အဲ့တော့ FGMC နဲ့ပတ်သက်လို့ကျွန်တော်တို့မြန်မာနိုင်ငံမှာလှုပ်လေ့လှုပ်ထားမရှိပေမဲ့ကျမ်းမာရေးရှုထောင့်ရအမျိုးသားအမျိုးသမီးရောတည်ဦးတည်တဲ့ကျမ်းမာရေးအကြောင်းအရာလေးဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါလို့ကျွန်တော်အနေနဲ့အကြံပေးလိုက်ချင်ပါတယ်ဒါဆိုရင် FGMC အကြောင်းကိုအနည်းနဲ့များသိသွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်ဒါပေမဲ့ FGMC ဟာအမေရိကလိုနိုင်ငံနဲ့နိုင်ငံတော်တော်များများမှာဥပဒေနဲ့မလွတ်ကင်းတဲ့လုပ်ရပဲဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒီအတွက်ကြောင့်ဒီလိုမျိုးလုပ်ရဟာကျွန်တော်တို့အားလုံးဆေးပညာရှုထောင့်ရအပြည့်အဝရှုံချပါတယ်တချို့ကကြတော့အဲ့ဒါကို female circumcision လို့ခေါ်ပါတယ် circumcision ဆိုတာဘာလဲဆိုတော့အမျိုးသားတွေမှာထိတ်မှရှိတဲ့အရေခွံကိုဖြတ်တောက်ပစ်တာကို circumcision လို့ခေါ်ပါတယ်အဲ့တော့တချို့တွေကြတော့အမျိုးသမီးတွေကိုထိတ်ဖြတ်တယ်လို့လွယ်တကူပြောကြပါတယ် female circumcision လို့ခေါ်ပါတယ် FGMC ကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO ကဘယ်လိုမျိုးအဓိပ္ပာယ်ဖွဲ့လဲဆိုတော့မိမကိုအင်္ဂါအနားမှာရှိတဲ့အစိတ်ပိုင်းကိုအစိတ်ပိုင်းတစ်ပိုင်းတော့၎င်းတစ်ခုလုံးကိုတော့၎င်းဖြတ်ပစ်တာလှီးပစ်တာအပေါက်ဖောက်ပစ်တာအဲ့ဒါကိုဆိုလိုပါတယ်အဲ့ဒီလုပ်ချင်းဟာလေ medical purpose ဆေးပညာရှုထောင့်ရလိုအပ်ချက်ကြောင့်လုပ်တာမဟုတ်ဘဲနဲ့သူ့ဘာသူဒီ cultural လို့ခေါ်တဲ့ရိုးရာဓလေ့ကြောင့်လုပ်တာလို့ကျွန်တော်တို့မြင်ပါတယ်အဲ့ဒါကို FGMC လို့ခေါ်ပါတယ်အမျိုးအစားအဖြစ်၄မျိုးရှိတယ်လို့ကျွန်တော်ပြောပြချင်ပါတယ်နံပါတ်1 type 1အမျိုးအစားဖြစ်ပါတယ် type 1အမျိုးအစားကတော့အစိတ်ပိုင်းနည်းနည်းတော့၎င်းတစ်ခုလုံးတော့၎င်းအမျိုးသမီးရဲ့အစီကိုဖြတ်ထုတ်ပစ်တာကိုဆိုပါတယ်တချို့တွေကအမျိုးသမီးအစီအစိတ်ပိုင်းတစ်ပိုင်းလောက်ကိုဖြတ်ပစ်တယ်တချို့ကျအစိတ်တစ်စီလုံးကိုဖြတ်ပစ်တာဖြစ်ပါတယ်အဲ့ဒါကို clitoridectomy လို့ခေါ်ပါတယ်ဒါဒီ type 1အမျိုးအစားဖြစ်ပါတယ် type 2အမျိုးအစားကကြတော့အစိတ်ပိုင်းတော့၎င်းတစ်ခုလုံးတော့၎င်းအမျိုးသမီးအစီနဲ့လေပြာလို့ခေါ်တဲ့လိပ်ပြာကိုဖြတ်ထုတ်ပစ်တာဖြစ်ပါတယ်ဒါဒီ type 2အမျိုးအစားဖြစ်ပါတယ် type 3အမျိုးအစားကကြတော့ဘာလဲဆိုတော့အမျိုးသမီးရဲ့အင်္ဂါအပေါက်ကိုကျင်းသွားအောင်ချုပ်လိုက်တာဖြစ်ပါတယ်အဲ့တော့အပေါက်ငယ်လေးတိတိလေးပဲထားပြီးတော့အင်္ဂါအပေါက်တစ်ခုလုံးကိုကျင်းသွားအောင်ချုပ်လိုက်တာဖြစ်ပါတယ်အဲ့ဒါဒီ type 3အမျိုးအစားဖြစ်ပါတယ် type 4အမျိုးအစားကကြတော့အခုလိုကျမ်းမာရေးဗီဒီယိုတွေကိုအမြဲတမ်းကြည့်ချင်တယ်ဆိုရင် DOC HTAT Doctor ဆိုတဲ့ယခု YouTube channel လေးကို subscribe လုပ်ထားပါလို့အကြံပေးချင်ပါတယ်အခုဗီဒီယိုရဲ့ညာဘက်ထောက်အောက်လေးမှာ subscribe ဆိုတဲ့အနီအောင်ခလုတ်လေးရှိပါတယ်အဲ့ဒီခလုတ်လေးကိုနှိပ်ထားခြင်းအပြင်ကျမ်းမာရေးဗီဒီယိုတွေကိုအမြဲတမ်းကြည့်နိုင်မှာဖြစ်ပါတယ် subscribe ဘေးနားမှာရှိတဲ့ခေါင်းလောင်းလေးကိုလည်းအမြဲဖွင့်ထားပါလို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ဒါမှသာကျွန်တော်စီယာကျမ်းမာရေးဗီဒီယိုတွေတက်လာတိုင်းကိုယ့်စီကိုပေါ်လာမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အမျိုးသမီးရဲ့မိန်းမကိုနဲ့မိန်းမကိုအင်္ဂါအစိတ်ပိုင်းတိတိလေးဒါမှမဟုတ်တစ်ခုလုံးကိုအပေါက်ဖောက်တာနောက်တော့မဟုတ်တစ်ခုနဲ့တစ်ခုနဲ့လိမ်ပြီးတော့ချုပ်တာဒါမှမဟုတ် cautery လို့ခေါ်တဲ့ကျွန်တော်တို့ခွဲစိတ်ခန်းမှာသုံးတဲ့မီးလိုမျိုးရှို့လို့ရတဲ့အတန်လေးနဲ့အားလုံးကိုရှို့ပစ်တာဖြစ်ပါတယ်ဒါဒီ type 4မျိုးစားဖြစ်ပါတယ်ပြောနေနေအောင်တော်တော်လေးကြက်သိမ်းထဖို့ကောင်းဖြစ်ပါတယ်အားလုံးပဲစဉ်းစားကြည့်ပါမိန်းမကလေးငယ်ငယ်လေးဒီမှာမိန်းမကိုဆိုတာတအားနုညံ့တဲ့နေရာဖြစ်ပါတယ်
ဒါကို तू ကဒီလောက်ကြမ်းတမ်းတဲ့အရာတွေကိုလုပ်လိုက်ခြင်းဟာမညာမတာလုပ်တာနဲ့လည်းတူတယ်ခံတဲ့သူမှလည်းပြင်းထန်စွာနာကျင်တဲ့ဝေဒနာကိုခံစားနိုင်ပါတယ် infection လို့ခေါ်တဲ့ယောဂပိုးမှိုင်လည်းပြင်းပြင်းထန်ထန်ဝင်ရောက်နိုင်တဲ့အတွက်ကြောင့်ဒီလိုမျိုးပြုလုပ်ခြင်းကိုလုံးဝကျွန်တော်တို့အနေနဲ့ရှုံချတယ်လို့အကြိမ်ကြိမ်ပြောပြရစီအားလုံးပဲစဉ်းစားကြည့်ပါမိန်းကလေးငယ်လေးတွေရဲ့မိန်းမကိုနေရာဆိုတာအရန်နှုတ်ညံ့တဲ့နေရာဖြစ်ပါတယ်အဲ့ဒီနေရာကိုဒီလောက်ပြင်းထန်ပြီးတော့ရက်ဆက်တဲ့အပြုတ်မှုတွေပြုလုပ်ခြင်းဟာတော်တော်နာကျင်စေမှာဖြစ်ပါတယ်နာကျင်လွန်းအားကြီးလို့တေဆုံးတဲ့အထိသတိလေးတဲ့အထိဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီလိုမျိုးလုပ်ရက်ကိုလုံးဝအပြည့်အဝရှုံချတယ်လို့ကျွန်တော်အနေနဲ့ပြောပြလိုက်ချင်ပါတယ်ဒါဆိုရင်ဘာကြောင့် FGMC ကိုလောက်ကြလဲဆိုတာကိုကျွန်တော်ဆက်ရှင်းပြပါမယ်အဲ့တော့သူတို့ရဲ့တော်တော်များများရွာတွေမှာ FGMC လုတ်ခဲ့တဲ့သူတွေမြင်းမြင်းကြီးတဲ့အခါမှာသူတို့ပြောတဲ့အချက်တွေရှိပါတယ်နံပါတ်1သူကဘာလဲဆိုတော့အိမ်တော်မပြုတ်ခင်အချိန်မှာသူကအပြိုစင်ဘဝနဲ့ဖြတ်တန်းစီခြင်းတဲ့အချက်ကြောင့်လို့ပြောပါတယ်တော်တော်ရည်ရတဲ့အချက်ပါပဲအိမ်တော်မပြုတ်ခင်အပြိုစင်ဖြစ်စေခြင်းတဲ့အတွက်ကြောင့်ဒီလိုလုပ်တယ်လို့ပြောကြပါတယ်နံပါတ်2ကကြတော့မွေးလန်းကြောင်းကိုပိတ်လိုက်တယ်လို့ပြောပါတယ်အိမ်တော်မပြုတ်ခင်ကလေးရသွားမှာကိုကာကွယ်တဲ့အနေနဲ့ဒီလိုမျိုးလုပ်တယ်လို့တချို့တွေပြောကြပါတယ်နံပါတ်3ကကြတော့အိမ်တော်ပြုတ်တဲ့အခါမှာအမျိုးသားတွေအတွက် sexual pleasure လို့ခေါ်တဲ့လိင်မှုကိစ္စဆိုင်ရာအာသာဖြေမှုတာယာမှုဟာပိုပြီးကောင်းစေတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ဒီလိုမျိုးတွေပြုလုပ်ကြပါတယ်နံပါတ်4တချို့တွေကြတော့သူတို့ရဲ့အယူဆအရဒီ clitoris လို့ခေါ်တဲ့မိမအစိနဲ့ labia လို့ခေါ်တဲ့လိပ်ပြာတွေဟာမတန်ရှင်းတဲ့ပစ္စည်းတွေလို့ပြောကြပါတယ်အဲ့တော့ဒါတွေကိုဖျက်ထုတ်ခြင်းအပြင်တန်ရှင်းသွားပြီလို့ယူဆကြပါတယ်နံပါတ်5အဲ့ဒါကတော့ဘာသာရေးအယုံကြည်တချို့ကြောင့်ဖြစ်ပါတယ်ဒီလိုမျိုးလှုပ်ခြင်းအပြင်ဘာသာရေးရအကုသိုလ်ရတယ်ဒီအတွက်ကြောင့်ဒီလိုမျိုးလှုပ်ကြတာဖြစ်တယ်လို့တော်တော်များများပြောကြပါတယ်အဲ့တော့လွဲမားနေတဲ့အယူဆပဲဖြစ်တယ်လို့ကျွန်တော်အနေနဲ့အကြံပေးလိုက်ချင်ပါတယ်ဒီလိုမျိုးလှုပ်တဲ့အခါကျရင်ဖြစ်စေတတ်တဲ့ဆိုးရွားတဲ့ကျန်းမာရေးရှုထောင့်တွေလည်းရှိပါသေးတယ်နံပါတ်1 severe pain ဖြစ်ပါတယ်ပြင်းထန်စွာနာကျင်မှုခံစားရပါတယ်အားလုံးပဲစဉ်းစားကြည့်ပါအမျိုးသားတွေဆိုရင်ရောအမျိုးသားလိင်အင်ကောင်ကိုညှက်ထုတ်ခံရမယ်ဆိုရင်ဘယ်လောက်နာမလဲဆိုတာအားလုံးသိပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်ဒီလောက်နုညံ့ပြီးတော့ဒီလောက်အာရုံကြောစနစ်အရန်များတဲ့နေရာကိုဖြတ်ထုတ်တာအဲ့နဲ့ချုပ်တာဘယ်လောက်ပြင်းထန်စွာနာမလဲဆိုတာစိတ်နဲ့တွေးကြည့်နေအောင်သိနိုင်ပါတယ်တော်တော်ပြင်းထန်စွာနာပါတယ်နံပါတ်2 infection ယောဂပိုးဝင်ရောက်မှုတအားများပါတယ်အထူးသဖြင့် HIV ပိုးတွေလိင်ကတဆင့်ပိုးဆက်တဲ့ယောဂတွေအပြင်တခြားသောပြည်တင်နာတွေပါတယ်ဖြစ်တတ်ပါတယ်အဲ့လိုမျိုးပိုးတွေအရန်ဝင်တဲ့အတွက်ကြောင့်တချို့ဆိုရင်ဘယ်လောက်ထိဆိုးသွားလဲဆိုတော့မိမကိုအင်္ဂါအစိတ်ပိုင်းတွေကပျက်စီးသွားတဲ့အထိအနေအထားတွေပြောင်းလဲသွားတဲ့အထိဖြစ်တတ်ပါတယ်နံပါတ်3တချို့တွေကခလေးမရတော့တဲ့အထိဖြစ်တတ်ပါတယ်ဘာကြောင့်လဲဆိုတော့မိမအင်္ဂါတွေကိုတွားပြီးတော့ထိခိုက်တယ်ပျက်စီးတာဖြစ်တဲ့အတွက်ကြောင့်ကိုဝင်ဆောင်တဲ့အခါမှာလည်းခလေးမရရှိတော့တဲ့ပြဿနာအထိဖြစ်သွားတတ်ပါတယ်နံပါတ်4 trauma ဖြစ်ပါတယ် trauma ဆိုတာ injury ထိခိုက်ဒဏ်ရာရသွားပါတယ်မိမကိုအင်္ဂါကပျက်စီးသွားတယ်ထိခိုက်ဒဏ်ရာရသွားတဲ့အတွက်ကြောင့်သူဒီအကယ်၍အမျိုးသားမယူတော့ဘူးဆိုရင်သူ့မှာတစ်သက်လုံးဒီစိတ်ဒဏ်ရာရဲ့သူ့ရဲ့ physical ဒဏ်ရာရဲ့နဲ့သူခံစားနေရမှာဖြစ်ပါတယ်နံပါတ်5နာကျင်မှုကပြင်းထန်တဲ့အတွက်ကြောင့်တချို့လူတွေမှာတတိလက်သွားတာတချို့လူတွေမှာ death လို့ခေါ်တဲ့သေဆုံးတဲ့အထိဖြစ်တတ်ပါတယ်ဒီလိုပြင်းထန်စွာခံစားရတဲ့ဒီအချက်5ချက်ကြောင့်ဒါဒီဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်ပါတယ်တချို့တွေဆိုရင်ဒီလိုမျိုးလုတ်ပြီးသွားလို့တစ်ပတ်နေနှစ်ပတ်နေအထိအဖျားမကျတာဖြစ်ပါတယ်ဒီနေ့ကိုဖျားနေတယ်ချမ်းတုံပြီးတော့ဖျားနေတယ်အဖျားမကျအောင်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပိုးဝင်သွားတာကြောင့်ဖြစ်ပါတယ်အဲ့တော့ FGMC လုတ်ပြီးတဲ့နောက်ပိုင်းမှာ shivering လို့ခေါ်တဲ့တုံနေတတ်တယ်တအားဖျားနေတတ်တယ်အဲ့ဒါကိုလည်းတော်တော်များများအစေးတိုက်အကောင်မှလည်းမသိဘူးဒီတိုင်းပဲအနာအရှိန်ကြောင့်ဆိုပြီးဒီတိုင်းပြစ်ထားကြပါတယ်တချို့တော့မိန်းကလေးငယ်လေးတွေဒီလိုမျိုးဖြစ်တဲ့အတွက်ကြောင့်သေဆုံးနေထိဖြစ်သွားတတ်ပါတယ်အဲ့တော့နာတဲ့တန်ကြောင့်သေဆုံးနိုင်တယ်ပိုးဝင်တဲ့တန်ကြောင့်သေဆုံးနိုင်တယ်နောက်ဆုံးဘာဖြစ်လဲဆိုတော့ဒီဒဏ်ရာတွေနဲ့ပတ်သက်ပြီးတော့တစ်ပတ်နှစ်ပတ်လောက်အထိတောက်လျှောက်ခံစားနေရတယ်ပြီးရင်သေဆုံးတဲ့အထိဖြစ်တတ်ပါတယ်ဒီအချက်တွေကိုအထူးကျူးဆိုင်ဖို့လိုတယ်လို့ကျွန်တော်အနေနဲ့အကြံပေးလိုက်ချင်ပါတယ်ဒါဆိုရင် FGMC အလုပ်ခံထားရတဲ့မိန်းကလေးတွေအနေနဲ့ကိုဝင်ဆောင်တဲ့အချိန်မှာဘယ်လိုမျိုးကျန်းမာရေးပြဿနာတွေရှိလာနိုင်လဲဆိုတာကျွန်တော်ဆက်ရှင်းပြပါမယ်နံပါတ်1 prolonged labor လို့ခေါ်တဲ့အကြာကြီးမွေးရတဲ့ပြဿနာဖြစ်ပါတယ်ခလေးမွေးတဲ့အချိန်မှာဗိုက်နာတာလူတိုင်းသိပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ခလေးမွေးတဲ့အချိန်မှာတောင်တန်းယုံမွေးလို့မလွယ်ပဲနဲ့အရန်ကြာနေတာဖြစ်တတ်ပါတယ်ဘာကြောင့်လဲဆိုတော့တအိမ်နဲ့အမေမကိုနာမှာထိခိုက်ဒဏ်ရာရထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်
နံပါတ်2ပုံမှန်ကလေးမွေးတဲ့သူတွေထက်သူကသွေးသွန်တဲ့ပမာဏပိုများတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဘာလို့ဆိုလိုတာလဲဆိုတော့ကလေးမွေးတဲ့အခါမှာကျွန်တော်တို့သွေးတွေသွန်နေသွေးခဲတွေကြားတဲ့အခါမှာသူ့ဒီပို့ပြီးတော့သွေးသွန်နိုင်တယ်။အနီမီယာလို့ခေါ်တဲ့သွေးအားနည်းရောဂါပိုရနိုင်တယ်။ shock လို့ခေါ်တဲ့သတိလစ်တာပိုဖြစ်နိုင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။နံပါတ်3 episiotomy ပို့ပြီးတော့ကြီးနိုင်ပါတယ်။အားလုံးရှင်းပြပါမယ်။ episiotomy ဆိုတာဘာလဲဆိုတော့ကလေးကိုရိုးရိုးမွေးတဲ့အခါမှာမိမကိုကျွန်တော်တို့ညှက်ရပါတယ်မိမကိုညှက်မှသာကလေးမွေးတဲ့အခါမှာမိမကိုအင်ကပြဲထွက်မသွားအောင်ဖြစ်ပါတယ်ဒါကတော့ရိုးရိုးမွေးတဲ့အမေတိုင်းမိမကိုညှက်ရမယ်ဆိုတာသိပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်ဒါပေမဲ့သူကကျတော့တန်မှန်လို့ညှက်လို့မရဘဲနဲ့ episiotomy အကြီးကြီးညှက်ရတာရှိတတ်ပါတယ်မိမကိုအကြီးကြီးညှက်ပြီးမှမွေးရတဲ့ side effect ရှိနိုင်ပါတယ်နံပါတ်4ပုံမှန်အတိုင်းမွေးလို့မရတော့ဘဲနဲ့ဘိုက်ကလေးခွဲစိတ်ပြီးမှမွေးလို့ရမှာဖြစ်ပါတယ်တချို့သောသူတွေဆိုရင်မိမကိုလမ်းကြောင်းကပျက်စီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ပုံမှန်တိုင်းမွေးလို့မရတော့ဘူးအပေါ်ဘိုက်ကလေးခွဲစိတ်ပြီးမှသာမွေးလို့ရတဲ့ပြဿနာဖြစ်ပါတယ်ဒီအချက်၄ချက်ကတော့ FGMC ခံစားထားရတဲ့အမျိုးသမီးတွေအတွက်ကိုယ်ဝန်ဆောင်တဲ့အချိန်မှာဖြစ်တတ်တဲ့အချက်တွေပဲဖြစ်ပါတယ်ဒီလိုဆိုရင် FGMC ဆိုတဲ့မိန်းကလေးတွေကို abuse လုပ်နေတာနှိပ်စက်နေတဲ့ပြဿနာကိုဘယ်လိုကာကွယ်မလဲဆိုတာကိုကျွန်တော်ဆက်ရှင်းပြပါမယ်ကာကွယ်လို့ရတဲ့အချက်2ချက်ရှိပါတယ်တစ်ချက်ကတော့ community base လို့ခေါ်တဲ့ကျွန်တော်တို့ပတ်ဝန်းကျင်အားလုံးကတွန်းတွန်းတိုက်တိုက်ဒီလှုပ်ဆောင်ချက်ကမှားချောင်းကိုတက်တည်ပြရမှာဖြစ်ပါတယ်ရှေ့ဒီမှာလူတွေအကုန်လုံးကလည်းကျွန်တော်အခုပြောသလိုမျိုးပညာပေးရမယ်တယောက်နဲ့တယောက်နဲ့နီးစပ်တဲ့သူကိုဒါမလုပ်အောင်ဆိုတာကိုအသိပေးရမယ်ဒီနည်းအားဖြင့် community တစ်ခုလုံးပတ်ဝန်းကျင်တစ်ခုလုံးကရှုံချရမယ်ဒီနည်းအားဖြင့်ကျွန်တော်တို့ main ကလေးတွေကို FGMC လုပ်ခြင်းမှာကာကွယ်မှာဖြစ်ပါတယ်နံပါတ်2ကကြတော့ဥပဒေနဲ့တင်းတင်းကြပ်ကြပ်လှုပ်ဆောင်မှာဖြစ်ပါတယ်ဒါကတော့ဥပဒေနဲ့တင်းတင်းကြပ်ကြပ်လှုပ်ဆောင်မှသာ main ကလေးတွေကိုနိုင်ထက်စီးနေအနိုင်ကျင့်နေတဲ့ဒီလှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ဖယ်ရှားပြီးသားဖြစ်သွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးက FGMC လို့ခေါ်တဲ့ main ကလေးတွေရဲ့မိမကိုနဲ့မိမကိုပတ်ချတဲ့နေရာကိုအပေါက်ဖောက်တာလှီးထုတ်တာဖြတ်ထုတ်တာချုပ်လိုက်တာဒါတွေကိုလှုပ်ဆောင်တဲ့အကြောင်းရှင်းပြနေတာဖြစ်ပါတယ်အခုဗီဒီယိုကြည့်လူထဲမှာအမျိုးသားပဲဖြစ်စီအမျိုးသမီးပဲဖြစ်စီအခုကျွန်တော်ပြပြခဲ့တဲ့ FGMC နဲ့ပတ်သက်လို့လှုပ်ဆောင်ချက်တွေကိုဘယ်လိုထင်မြင်ယူဆပါသလဲသဘောတူပါသလားဒါမှမဟုတ်ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကဘယ်လိုဖြစ်ပါသလဲကျွန်တော်အသေးစိတ် comment မှာရေးပေးပါကျွန်တော်တယောက်ချင်းစီရဲ့ထင်မြင်ယူဆချက်အားလုံးကိုတေချာလေး comment မှာလိုက်ဖတ်ချင်လို့ဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးအကျိုးကျေးဇူးရှိတယ်ဆိုရင် comment မှာ yes လို့ရေးပေးပါတခြားသူတွေလည်းပြန်လည် share ပေးပါအခုလိုကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူးသရာတွေကိုအမြဲတမ်းနားထောင်ခြင်းနဲ့အမြဲတမ်းကြည့်ခြင်းနဲ့ဆိုရင်ဒေါက်ထက်ရဲ့ YouTube Facebook TikTok ကို like follow subscribe လုပ်ထားပါလို့ကျွန်တော်အနေနဲ့အကြံပေးလိုက်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်